กุมทองนี่แหละกุมกุลกุมรุก Bible Sunday กันผ่านทานจังนัทางนัสชาวคุณเหตมาจันสานิยาวชีพยามบาบีนางมาปุ่มปากซูมตูชีนักันสิเสครีฟาบูชีนักันสิเส Bible จ้าปะเทียนนักันเปกรวงอ่ะบอยปามินโซทั้งชาเดนุมโกเซอาเมนยงจีตูตูเชนอตวพิบาเซอเตนโนอตวพิบาเซตมาจันสากุพยาตะเข่งกะเปตนารอมูเรอตวจองทูพยาเชนนามารอตาเวบงจีบาเซ Bible จ้าปะเทียนนี้นางมาปุ่มปากจ้านัชุงคาร์จ้าครีฟาบูจ้าอากันเปกจ้าฮาเลลูยาบอยปาจะทั้งชาเดนุมโกเซอาเมนแต่อุเชนอัตวตอละกองมิตาสุอัตวตอละกองอเตนโนอัตวตอละกองพยากะตุเยตมาจันสากุเปโรมูราဖြစ်တဲ့အတွက်ကြောင့်ထိုဖျားရှင်နာမတော်တာ၍ဘုန်းကြီးပါစေကဲသူစင်ချာနာကန်စာပီတေယီရူအထန်ဒင်းဇုံထန်ဒင်းကဒူမီချိုဟီဟီဆေဒီခရောဟာပတိယန်ဘီယာလေအသီလတီခေါနာကတိစလိုက်ဒီကနေ့မနေ့ကျွန်တော်တို့အားလုံးစင်ချင်နှလုံးသွင်းရမယ်နှုတ်ကပတ်တော်ကတော့အောပွဲနဲ့တကူကြီးသောဘုရားနှုတ်ကပတ်တော်လို့ခေါင်းစဉ်ဖြစ်ပါမယ် The power and importance of the word of God ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဤတကူကြီးခြင်းနဲ့အရေးပါမှုဆိုတဲ့ခေါင်းစဉ်ဖြစ်ပါမယ်ကန်စာပီတေယီวันนี้ชินเชียวกระดูมิโจอิสายาอันสมลีอเมปริยัตสลายอาลงสินชินหลงตุนสีชินเนจำไปการอฮิชายาอนาคติเจอคันจีเลเซอปังเงชิดဖြစ်ပါမယ် The grass wither the flower fades but the word of God stand forever မြစ်ပင်ဒီညူးနွမ်းသွေ့ချောက်တတ်၏အပွင့်လဲကြွေတတ်၏ထာဝရဘုရား၏နှုတ်ကပတ်တရားတော်မူကားကာလအစဉ်အမြဲတည်၏ฮัลคาเลฟลามไบเบิลซาชุนဟာခါနဲ့ဖလမ်ကျမ်းစာနဲ့ဆိုရင်ใครพินูติดิมาแต่ไอเตลมอกเทโลခိုင်ပီနိုတို့တိတင်ဘာသာစကားနဲ့ပါဒလားတော့မသိဘူးဟာคาเลฟลามไบเบิลอาชุนဟာခါနဲ့ဖလမ်ကျမ်းစာမှာတော့อีกาซอนเตเห็นอัสซีตีนทอกဒီနေရာမှာအစီးဆိုပြီးမှစပြုတ်ပါတယ်အစီဟုတ်တယ်ဟုတ်ကူဟုတ်တယ်အစီရမ်ချူအချာရီမြစ်ပင်တွေကချုပ်တွေ့ပါတယ်ရမ်ချူအချာရီပန်ပါချူအဝေးအပွင့်လဲကျွေတယ်စိမန်ဆလိုกันปะเทียนเบียจูเฮกาโซนาฟลามละฮัลคาไบเบิลกับวันอวดตุงนักจูอาชีอติဒီမှာဟာခါနဲ့ဖလမ်ချမ်းစာကိုကျွန်တော်သဘောကျတာကရမ်ချူအချာဘတ်အရှိအတိအပင်ဒီကညွန်းနွန်းချုပ်တွေ့ပါတယ်ပန်ပါချူအဇီယမ်အမန်အပွင့်လဲကျွေတာမှန်ပါတယ်อาซีนาอินဒါပေမဲ့กาตังไบเบิลอาจุนกัมพูเราฮาคาเลฟลามไบเบิลอาจุนกันตีเมียชับတခြားဘာသာကျမ်းစကားမှာတော့မတွေ့ဘူးဒါပေမဲ့ဖလမ်နဲ့ဟာခါမှာကြတော့ကန်ဆိုတဲ့စကားနဲ့စပါတယ်ငါတို့ဤငါတို့ဤกันไบเบิลซาปะเทียนเบียชငါတို့ဤဖယားနှုတ်ကပတ်တော်သည်ဇုံဇာလင်အမွန်လိုက်ထာဝရတည်မြဲတယ်အမွန်လိုက်မီမေဟမ်တည်မြဲတယ်တီမဲမီတည်မြဲမီโอเคအမွန်လိုက်ဒီစအစင်အမြဲတည်မြဲမယ်တီမဲရတည်မြဲမီဟုတ်တယ်โอเคကဝန်ဝတ်တုမီချအဲ့မှာသဘောကျတာက NIV ကဝန်ဇောတာရီလိုက် NIV ကျမ်းစာကိုထပ်ကြည့်မယ် The grass dry up
အပင်တွေကညှိုးနှွမ်းခြောက်သွေ့တယ် The flower lose its color. အပင်အပွင့်တွေရဲ့အယောင်တွေလည်းပျက်စီးတယ် Monday. But the word of God stand forever. ဒါပေမဲ့ဖယားရဲ့နှုတ်ကပတ်တော်သည်ထာဝရတည်မြဲတယ် Ram cho away lai. ကျွန်တော်တို့အပင်တွေကချုပ်ခြောက်သွေ့ညှိုးနှွမ်းမယ် Amhan ko do nak zong hi pang par zong hi. မှန်ပါတယ်အင်မတန်မှလှပတဲ့ဘန်းပင်တွေလည်းပဲ NIV ni chun azong I rock lai. NIV မှာတော့အယောင်ဒီကွယ်ပြောက်မယ် I do nak I rock lai. လှပချင်းတွေကွယ်ပြောက်မယ် Ni hina minaw na. ဒီကနေ့လူငယ်များ Ni hina minaw na tangwal na. လူငယ်များ Na di do nak rock ding hi cha apam tuk. တင်းရဲ့လှပချင်းပျက်စီးဖို့ကနှမျောစရာကောင်းပါတယ် Abi kinung akpol. အထူးသဖြင့်အပြူများ Na ni do nak rock ding hi cha apam tak tak. တင်နုရဲ့လှပချင်းပျက်စီးဖို့ကအရန်နှမျောစရာကောင်းတယ် Asina na du zong du lo zonga. ဒါပေမဲ့တင်ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ Bible chane asi tia achim chang. ကျမ်းစာကအမှန်ဖြစ်တယ်လို့ပြောပါပြီ Nai rock khim khim lai. တနေ့ကျတော့တင်ပျက်စီးမှာဖြစ်တယ် Khai pinu te na ခိုင်ပီနူတို့ ma chu te na မချူတို့ khatlo kian chani number pariat. အိုးသူတို့အချိန်နှုန်းက နံပါတ်8လို့ An tai te thia to gen ta chora bowi achung le bowi number pariat ai ti mi pol အာ kha. ခန္ဓာကိုယ်ကောင်းကောင်းနဲ့နံပါတ်8လို့နေခဲ့ကြတဲ့သူများ Atua chonan pungsa ni ar tlum khu na. Tengki pung an lo chang. အခုကတော့သူတို့ရဲ့ပုံစံကတန်ကီပုံနဲ့တူနေပြီတဲ့ Bible cha hem han to ke. ကျမ်းစာကတကယ်မှန်ပါတယ် Amhan ko မှန်ပါတယ် do na ka siam lai. လှပချင်းတွေကွယ်ပြောင်းမယ် Ramaro lai. ဒါညှိုးနှွမ်းချုပ်သွဲ့မယ် Pang pa rai do na ka lo အ lai. ပွင့်တွေရဲ့အလှတွေလည်းကျွေမယ် Allah. Mino pol nan pam to ke when rock ding at chun. ဒီမှာလူငယ်တွေအဲ့လိုမျိုးပျက်စီးဖို့ကတော့အရန်နှမျောစရာကောင်းပါတယ် Ai do mi pol nan rock ding hi ka ui to ke. လှပတဲ့သူတွေဒီလိုပျက်စီးဖို့ကတော့အရန်နှမျောစရာကောင်းပါတယ် A si rim hi ka ui to ke. အားစီစွန်ပုံနှမျောစရာကောင်းပါတယ် Asinain ဒါပေမဲ့ nan rock lai. ပျက်တနေ့ကျရင်ပျက်စီးမှာဖြစ်တယ် Hitin nan do peng lai lo. ဒီလိုပဲအမြဲတမ်းလှပနေမှာမဟုတ်ဘူး Hiti hin nan peng lai lo. ဒီလိုပဲအမြဲတမ်းဖြစ်နေမှာမဟုတ်ဘူး Nan pam tak tak. တကယ့်ကိုနှမျောစရာကောင်းပါတယ် Asinain ဒါပေမဲ့ Ramachar man to gen. တစ်ပင်တွေ6သွေးတယ်လို့ Pang par akhala rai rock man to gen. ဘန်းပွင့်တွေရဲ့အယောင်တွေမိမိန်တော်တယ်လို့ Ngamai na pum ruan na ne zong ai rock lai. တင်းရဲ့မျက်နှာတွေတင်းရဲ့ခန္ဓာကိုယ်တွေလည်းတနေ့ကျရင်ကွယ်ပြောင်း Ramai rock zonga. ဒီလိုပဲအပင်တွေညှိုးနှွမ်းပါစေ Ramachar zonga. 6သွေးပါစေ Pang par re zonga. ဘန်းပင်တွေလည်းအပွင့်တွေကျွေပါစေ Ninung do na ai rock zonga. လူတွေရဲ့လှပခြင်းတွေလည်းပျက်စီးပါစေ Na in ဒါပေမဲ့ kan pathian bia cho. ကျွန်ုပ်တို့ရဲ့ဖယားသခင်ရဲ့နှုတ်ကပတ်တော်သည် Ai rock lai lo. ဘယ်တော့မှမပျက်စီးဘူး Zung salam hun lai. ထာဝရအစဉ်တည်မြဲမှာဖြစ်တယ် Kha Isaiah angan somli ame pariyata. ဟေရှာယအနာဂတိကျအခန်းကြီး40အပိုင်းငယ် Betak 8မှာ asimi cho an chim chang. ဒီနေရာမှာတကယ်တမန်တရားကိုပြောပြီးပြီ Kha tu jing chana. ဒီကနေ့မနေ့မှာ Kazapi ten toy te ruwa thikan du mi cho. ဒီကနေ့အားလုံးတူတူတုတ်တုတ်နဲ့ဆင်ခြင်နှလုံးသွင်းစေချင်တာက Harwa harasimi pathian bia le. အောဘွယ်ရာဖြစ်တဲ့နှုတ်ကပတ်တော်နဲ့ Athil ti khona. အဲ့ဒီနှုတ်ကပတ်တော်ရဲ့တကူ Oh Bible chane mi na. ကျမ်းစာအုပ်ရှိတဲ့သူများ Ina အိမ်မှာ chia so solding selo. ဒီတိုင်းပဲမထားပါနဲ့ Achunga khin. အဲ့ဒီကျမ်းစာအုပ်ထဲမှာ Thil ti khona gum. တကူပါတယ် Pha barum. တကူရှိတယ် Anung mi se. အသက်ရှင်တဲ့ Ma chu kong cho tom te in nan phil swala kan chim na lai. သူအချောင်းအရာကိုအနည်းငယ်လေးကျွန်တော်ဝေငှမှာဖြစ်တယ် Pakhat na ka. နံပါတ်1 Why was the Bible written? Zai cha da Bible cha hi pathian ne akan tiel piak. ဘာဖြစ်လို့ဒီတမန်ကျမ်းစာကိုဖယားသခင်ကရေးပေးထားတာလဲ Kachung khar sina.
ကျွန်တော်ရဲ့မိသားစုစီမှာ Kadaling dudu nu sina ကျွန်တော်ရဲ့ချစ်ဇနီးတဲ့ဒူဒူနူးစီမှာ Fapale sina ကျွန်တော်ရဲ့သားရီစီမှာ Fanu sina ကျွန်တော်ရဲ့သမီးရီစီမှာ Biatam tuk kachim ko nain ကျွန်တော်စကားကြိမ်ဖန်များစွာမြောက်များစွာပြောပြီးပြီ Abe pi mi long te kachim ko nain အရေးကြီးတဲ့အရာတွေကြီးပဲပြောခဲ့တယ် Katiel piak na lao ကျွန်တော်မရေးပေးခဲ့ပါဘူး Pathian ni chon ဒါပေမဲ့ဖယားသခင်က Nol bia mangin ဒီပညာတော်ကိုအသုံးပြုပြီး Prophet tam tuk mangin နောက်ပြီးမှ prophet တွေကိုအသုံးပြုခြင်း Dang အဖြစ် boy mangin zip prophet တွေကိုအသုံးပြုပြီး Bia kan chim ko nain ကျွန်တော်တို့ကိုစကားပြောပေမဲ့ Asalo အဲ့ဒါနဲ့မလုံလောက်ခဲ့ဘူး kan tiel piak အဲ့ဒါနဲ့ဖယားကနှုတ်ကပတ်တော် Sai ကို cha ရေး da ပေးတယ် pathian ni Bible cha he kan tiel piak ဘာဖြစ်လို့ဖယားသခင်ကဒီတမန်ကျမ်းစာကိုရေးပေးထားတာလဲ Pani na ka နံပါတ်1 Anung mi pathian bia hi အသက်ရှင်တဲ့နှုတ်ကပတ်တော်ကို Ral tam tukanay sorry Ral ယန်သူမြောက်များစွာရှိတယ် Asinain ဒါပေမဲ့ Zay bantuk ral man ni Bible sa he tailo ဘယ်လောက်ကြီးမားတဲ့ယန်သူကဖြစ်ပါစေဒီနှုတ်ကပတ်တော်ကို Zay မနိုင်ခဲ့ဘူး tukenda Bible sa ni hina minung ti mi pau influence na tu ana ဒီကနေ့ဒီတမန်ကျမ်းစာကဘယ်နှစ်ယောက်ပဲပုဂ္ဂိုလ်မြောက်များစွာကိုထွန်းမိုးနေပြီလေ Chicho pathum chu kan sa una lai အဲ့ဒီအချက်၃ချက်ကိုကျွန်တော်တို့ကြည့်မှာဖြစ်တယ် Pakhat na ga zay cha da pathian ni pathian bia hi akan tiel piak နံပါတ်1ဖယားသခင်ကဘာဖြစ်လို့ဒီတမန်ကျမ်းစာကိုရေးပေးထားတာလဲ Zay cha tia chun pathian bia ni hin pathian cho hoda si tia kan chip ဘာဖြစ်လို့လဲဆိုတော့ဒီဖယားသခင်ရဲ့နှုတ်ကပတ်တော်ကထိုဖယားရှင်ရဲ့အကြောင်းကိုဖော်ပြပေးထားတာဖြစ် Ni တယ် hina tia leo mi Bible cha hin nei la lo ဒီကနေ့ဒီတမန်ကျမ်းစာကမရေးထွန်းထားဘူးဆိုရင် A hoda pathian si chi khan te ko lai lo ဖယားသခင်ကဘယ်လိုမျိုးဖယားလဲဆိုတာဘယ်သူကမှသိမှာမဟုတ်ဘူး Chu cha chun အဲ့ဒါကြောင့် minung phim nak ni hin pathian te ko lo ဒီကျွန်တော်တို့ရဲ့လုတ်အုံနှောက်နဲ့ဖယားကိုမသိနိုင်ဘူး minung chimi vial te ni လူသားဒီအားလုံးက volei hi zai tin da rak si nga ဒီကဘာကြီးဘယ်လိုဖြစ်တည်လာတာလဲ thing kung hi zai tin da rak sem nga တစ်ပင်ဒီဘယ်လိုဖြစ်တည်လာတာလဲ minung hi te လူကို anok thi lai zu ama chun အဲ့ဒီလို minung cho hong thi zu ama chun အဲ့ဒီလိုလူသားတွေကအသက်ဆုံးရှုံးလာတဲ့အချိန်မှာ atet sung sung la do me ching ma အသက်ဆုံးရှုံးလာတော့မဲ့အချိန်မှာ ni sat la ro de ching ma နီးစပ်လာတော့တဲ့အချိန်မှာ zai da an ruwa tia chun ဘာတွေစဉ်းစားလာတယ်လဲဆိုရင် van chung hi tak tak nga mo ကောင်းကင်ကတကယ်ရှိပါမလား na zum lo chun hong zo ta man မယုံရင်ဖျားကြည့်ပါ khai pi pa ni phia chi ti za ti tuk sang ခါပြပါတော့တအားကြောက်နေပြီ hong zo ta man ဖျားကြည့်ပါ i khun chunga be dong ngain ka thi men la ti phunin hong it ta man ကတင်ပေါ်မှာစိတ်သက်ချစွာနဲ့အိုးငါတီတော့မှာပါဆိုပြီးမှလဲနေကြည့်ပါ oxygen pek chom na nong man အောက်ဆီဂျင်ပေးခြင်းနဲ့အသက်ရှင်နေ na ruwa လဲ ding နေ ni လဲ chu တင်စဉ်းစားမှာက van ram hi tak tak nga mo ကောင်းကင်ကတကယ်ရှိပါမလား minung hi လူသားသည် kan thi la le zai da kan valo lai ကျွန်တော်တို့တည်ပြီးမှဘာတွေဖြစ်လာမလဲ zo kan tha la thi ကျွန်တော်တို့နွားတတ်တယ်တည်တယ် asa kan ei la taw ကျွန်တော်တို့အသားစားတယ်ပြီးသွားပြီ zo kong ti lo အဲ့ဒီနွားအကြောင်းမရှိတော့ဘူး zu kan tha la thi kan lon အဲ့ဒီလိုပဲကြွက်တတ်တယ်ဖြစ်တယ် athu ပုတ်တယ် zoom ti lo ကြွက်မရှိတော့ဘူး kan di hite ကျွန်တော်တို့လူသားတွေကို ka thi ve la la ကျွန်တော်လည်းတနေ့ချန်တည်မယ် ji we ya an ka kalpi la la ရေဝေးမှာကျွန်တော်ကိုတကြုံမယ် ka thu la la အဲ့ဒီမှာကျွန်တော်ပုတ်မယ်ပြက်မယ် ka tharau tak tak nga mo ကျွန်တော်ရဲ့ဝိညာဉ်ကတကယ်ရှိပါမလား ka fa la sina le bia garak chim khau ti lo အော်ကျွန်တော်သားသမီးတွေကိုလည်းစကားမပြောနိုင် alang တော့ la ဘူး kai lang khau ti lo ပေါ်လည်းမပေါ်လွန်နိုင်တော့ဘူး ruwa ding ha tam tuk စဉ်းစားစရာမြောက်များစွာရှိပါတယ် chula ka chun အဲ့ဒီထဲမှာ na thi la le zai tin da na lai ti an chim khau tu chaw khi pakhat te long တင်တည်ပြီးမှဘာတွေဖြစ်ပြက်လာမလဲဆိုတာကိုပြောပြနိုင်တဲ့စာအုပ်ကတအုပ်ပဲရှိတယ် Shakespeare vale chunga tuan be tiel tia champani hin chaw ka tiel Shakespeare ဆိုတဲ့ကဘာပေါ်မှာဝတ္ထုရေးဆရာကြီးကပြောပါတယ် vale chunga ကဘာပေါ်မှာ English ni vale di la ka influence khona nga ti
English ဘာသာစကားနဲ့ကဘာကြီးကိုလွှမ်းမိုးနိုင်ဖို့ရန်အတွက် ตวนเบียเทียล သူကစာအုပ်ရေးတဲ့ อ ပုံ ตวน ရေး เบีย တဲ့ เจ้ากันท่าตกเอ သူ့ရဲ့ဝတ္ထုတွေကအရန်ကောင်းတယ် ต่างเรียดกระชอนเลียวะ ကျွန်တော်ရှစ်တန်းတက်တဲ့အချိန်မှာ กันนี่กันอังกฤษจู ကျွန်တော်တို့ရဲ့အင်္ဂလိပ်က six tale from Shakespeare ที่มีกันรักชอน အဲ့ဒီ six tale from Shakespeare ဆိုတဲ့အာကိုတင်ခဲ့တယ် กันนี่ฉันอาจจะมีรางหอลกันเทียมตกต่างเรียดต่างกว่านี้ ကျွန်တော်တို့ရဲ့ခက်တုံးမှာဆိုရင်တော့ရှစ်တန်းကိုးတန်းဆိုရင်အင်္ဂลิပ်တော်တော်ကျွမ်း ใจ ပါပြီ จ้าเทียจนจูตวนเบียจ้าท่าตกเอไลหอลกอลเฮลกันเทซาแล้วมีรางหอลบักกันเททูกันในทีม ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဝတ္ထုကအရန်ကောင်းတဲ့အတွက်ကြောင့်အင်္ဂလိပ်လိုပဲမဟုတ်ဘဲနဲ့ကျွန်တော်တို့ချင်းဘာသာစကားနဲ့လည်းသိဖို့ကြိုးစားတယ်။ကျောင်း ขับ တွေ มั လ น ည်းပါ ตุก တယ် ลงแต่มันก็อาชาเจมอันรักที่มีต่างเรียดต่างกลัวกันรักชอน ။အဲ့ဒီလိုသူရေးသားထားတဲ့အထက်ကအကောင်းဆုံးဒီကိုရွေးပြီးမှကျွန်တော်ရှစ်တန်းမှာတင် จู ခဲ့ จ้า တ จ ယ် นตวนเบียชาตกกันชอนจะมีรางหอลนากันรักเทียมตก ။အဲ့ဒီလိုကောင်းတဲ့ဝတ္ထုတွေကိုတင်ခဲ့တဲ့အတွက်ကြောင့်အင်္ဂလိပ်ကိုလည်းကျွန်တော်များများနားလည်ခဲ့တယ် เจ้าท่านุ่มกอง ။တားကောင်းတဲ့စာအုပ်တွေရှိတယ် อาชินาอิน ။ဒါပေမဲ့ นั่นนุนนาคินทีลาและใจดานสีลายที่ชิมเขามีประคำมันนั่นแหละ တင်းရဲ့အသက်တစ်နှစ်ကုန်ဆုံးမယ်ဆုံးပြီးတဲ့နောက်မှာဘယ်လိုဖြစ်လာမလဲဆို ส่วน ပြီးမှ เบียชา ပေါ်ပြ ท่าน ပေး เที တဲ့ ยลข้อของ စာအုပ်တွေမရှိပါဘူး อาชินานั่นนุนนากอดีนัวใจดานจันลายเตียนชิมเขาโล ကောင်းတဲ့ပုံပြင်တွေဝตถุတွေမြောက်များစွာရှိပြီးမဲ့နောင်တပလွန်ဘဝကိုပေါ်ပြပေးတဲ့စာ จู အုပ် จ้า ရှိ ช ဘူး น အဲ့ဒါ นั่นนุ ကြော น င့် ดูนั่นนุนนาเกนซุงซาลเตียงอันชิมเขาดูเฮ အခုအသက်ကနဲ့ထာဝရအထိပေါ်ပြပေးနိုင်တဲ့အရာဒီ ไบเบิลซาลองชิจ้า ဖယားသခင်ရဲ့နှုတ်ကပတ်တော်ပဲဖြစ်တဲ့အတွက် ปัจ ကြော จัย င့် เนี้ยชิมลองซาโล ဖယားသခင်ကပြောတာနဲ့ပဲမပြီး อัน ဘူး เทียลเปียกมีเฮฮาเลลูยาบอยปาทั้งชัดเดนุมเขาเซ အာမင်ဖယားကကျွန်တော်တို့ကိုရေးထွန်းပေးထားတာပဲဖြစ်ပါတယ် ไบเบิลซาใจซาดาปัจจัยเนี้ยเทียล ကျမ်းစာကိုဖယားကဘာလို့ရေးတာလဲ จูนาทีติกาคอยทักกันไลที่มินุงทัวกินซาโลมอนทัวกจงนาเทลงมีค่ะนาเทขอนักงาปัจจัยในไบเบิลซานเทียลเปียก တည်ပြီးရင်ဘယ်ရောက်မလဲဆိုတာကိုကျွန်တော်တို့အုံနှောင်းနဲ့မမီဘူးဆိုလိုမုန်မင်းကြီးရဲ့အုံနှောင်းနဲ့တောင်မှမမီတဲ့အရာကိုဒီဖယားကနှုတ်ကပတ်တော်ထဲမှာရေးသားပေးထားတာဖြစ်တယ် จะลองเสลา အဲ့ဒါပဲမကဘူး นาทีลานี้ตูชุนนันุนนักทายจิงนันุนนักอันรวยตูดิงจ้าหินเทียลเปียกนั่นสิ တင်မတိခင်ဒီကနေ့အသက်တာမနေ့ဖြင့်အသက်တာအတွက်လည်းဘယ်လိုအသက်ရှင်ရမလဲဆိုတာကိုဖော်ပြပေးထားတဲ့တမန်ကျမ်းစာပဲဖြစ်ပါတယ် วันนี้นักไบเบิลรัลตูนานี้ไบเบิลอันไตโคโลนักกันชิมฮาลา နံပါတ်1ဒီတမန်ကျမ်းစာယန်သူတွေကဒီကျမ်းစာကိုမနိုင်နိုင်တဲ့အကြောင်းကျွန်တော်ပြောပြမယ် ไบเบิลจ้าฮิเทียลอสีบักเกนหินนิตยังรัลนัย ကျမ်းစာရေးတဲ့အချိန်ကနဲ့စပြီးမှဒီကနေ့အထိသူ့မှာယန်သူရှိတယ် อปักขัดนักจำจูอิสราเอลมีบักอสิโกมีเสียงประทังจะโฮยากิมบักนี้ไบเบิลจ้ารอก နံပါတ်1အေတီလရှင်ဘရင်ကြီးဖြစ်တဲ့ယေဟောဝါကင်ကဒီချမ်းစာကိုဖျက်ဆီးဖို့သူစ조사ခဲ့တယ် จู่ๆอินนพักติกาเวเรลมัน အဲ့ဒီအကြောင်းကိုအိမ်ရောက်ပြီးမှဖတ်ပါ เซเรมียาสมทุมเมปกุละ ယေရမိအခန်းကြီး30အပိုက်ငယ်20မှာ ปะเทียนนี้ ဖယားသခင်က prophet เซเรมียาค่ะ prophet ယေရမိကို นาซินาลังนากันชิมมีเฟียลเตอเทียลินเทียลเตอชิม တင့်ကိုငါဖော်ပြတဲ့အရာတွေအားလုံးကိုရေးသားပါ อเทียลเทียลี အဲ့လိုပဲရေးတယ် king จะโฮยากิมมายาวักลี king ဘယင်ကြီးယေဟောဝါကင်စီမှာသွားတယ် เฮ้ปะเทียนเบียจะซีเตอเวเรลเปียก ဒီအရာဒီဖယားရဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဆိုပြီးတော့ဖတ်ပြတယ် จะโฮยากิมโจไบเบิลจ้าปะเทียนเบียอเทยบักอาทินหง ဘယင်ကြီးယေဟောဝါကင်ကဖယားရဲ့နှုတ်ကပတ်တော် ฮูเลนาวนา ချစ်တော်မိတ်ဆွေ เซตันอันชุงยาอุมีเป้าจุปะเทียนเบียนเทอันนี้ล้อมเรา အထဲမှာစာရမာနရှိတဲ့လူတိုင်းကကျမ်းစာအကြောင်းကိုသိတာနဲ့မဝတ်မြောက်နိုင်ဘူး ปะเทียนฟ้าเลนา ဘုရားသားသမီးများ นี่เนียปะเทียนฟ้านะสีละสีเราปะเทียนนังไม้ล้มและล้มเราจู ဒီကနေ့သင်ဘုရားသားသမီးဖြစ်ကြောင်းမဖြစ်ကြောင်းကို
Bible cha na thei tika nai lom mo ဖယားစကားကိုကြားနာတဲ့အခါမှာဝမ်းမြောက်ခြင်းရှိတယ် Bible Sunday na na phaga hin nai lom mo တမန်ကျမ်းစာနဲ့ရောက်တဲ့အခါမှာကိုသင်ဝမ်းမြောက်သလား Bible cha uk nai ken na hin nai lom mo ကျမ်းစာအောက်တဲ့ဆောင်တဲ့အခါမှာကိုဝမ်းမြောက်ခြင်းရှိသလား Satan minung pau pau cho Bible tien thei pakan thin hong စာတန်ရဲ့လူသမျှကလူဒီအားလုံးကကျမ်းစာကိုမုန်းတယ် King Jehoiakim jong he ဘယင်ကြီးယေဟောဝါကိမ်လည်းပဲ Jeremiah ne Bible cha pathian bia isia rel piak tika thina hung cho ပရိုဖက်ယေရမိကဒီကျမ်းစာကိုဖတ်ပြတဲ့အခါမှာသူချစ်ချင်းစိတ်ဆိုးတယ် Jo Bible cha sual chai la ki အဲ့ဒီတမန်ကျမ်းစာရွက်ကိုယူပြီးမှ athe I me ya pai ဖြဲပြီးမှမိထဲမှာချပစ်ပါတယ် asinain ဒါပေမဲ့ tuan bia tam pi chim mi la ka adok na ka ဒီတမိုင်းချောင်းတွေအများကြီးရှိတဲ့ထဲမှာနောက်ဆုံး arau hlana ama khathi မချာမီမှာပဲသူကဆုံးသွားတယ် pathian ne ဖယားက Jeremiah ပရိုဖက်ယေရမိ nathial mian the piak mian khang piak mi kha ဒီမီရှုချင်းဖြဲချင်းခံရတဲ့ဒီကျမ်းစာကို tial than ပြန်ရေးပါ Jeremiah cha chun aram thok ya dong tiang tial kha har tok ပရိုဖက်ယေရမိအနေနဲ့အစကနဲ့အဆုံးပြန်ရေးဖို့ဆိုတာအင်မတန်မှခက်ပါ bai လေ ha te ne thiam lo သူကအလွတ်နဲ့မချက်ထားဘူး asinain ဒါပေမဲ့ full stop zong tlaw lo in pathian na achim thani atiali ni hin ni tiang na reli karel kho ဒီ full stop တစ်ခုတော့မှမချမ်းမဲနဲ့ထပ်ပြီးမှရေးသားတယ်ဒီကနေ့တင်တဲ့ကျွန်တော်အတွက်ပဲဖြစ်ပါတယ် ha bible ral tu laka minung adang ka banin chim tan halai တမန်ကျမ်းစာရန်သူများထဲမှာနောက်တစ်ယောက်အကြောင်းပြောပြပါမယ် minung ka ti ka minung silowen apan hi na ka chu empire ni bible sa do ဒုတိယပုဂ္ဂိုလ်ကတော့ empire ကြီးဖြစ်ပါတယ် chu chur valei chunga arak lian cha mi roman empire pise ကမ္ဘာပေါ်မှာအင်အားအကြီးဆုံးဖြစ်တဲ့ယောမ empire ကြီးဖြစ်ပါတယ် chu siang prang pa chu Diocletian dise အဲ့ဒီ empire ရှင်ဘုရင်ကြီးရဲ့နာမည်က Diocletian လို့ခေါ်ပါတယ် bible vielte a copy vielte laulo nang khang di lai te ကျမ်းစာဟူသမျှကိုပီလောက်ထားတဲ့အရာဟူသမျှကိုစုပြီးမှမိရှို့ပါလို့အမိန့်ပေး volei di laga lian cha mi siang prang ကမ္ဘာပေါ်မှာအကြီးမားဆုံးဖြစ်တဲ့ရှင်ဘုရင် empire ni empire ကြီးက bible cho arem lowi ကျမ်းစာကိုမုန်းတဲ့အတွက်ကြောင့် zairuanga ဘာကြောင့်လဲ achunga khochia cha se သူ့ရဲ့အထဲမှာနတ်ဆိုးရှိနေလို့ဖြစ်တယ် ama pumpak la bible cha sai man silo သူ့ရဲ့ကိုရေးကိုတာအတွက်အဲ့ဒီကျမ်းစာအုပ်ကဘာမှမ achungi ဖြစ်ဘူး khochia mi ne huat cha ဒါပေမဲ့သူ့ရဲ့အထဲမှာရှိတဲ့နတ်ဆိုးကမုန်းတဲ့အတွက် volei ကြောင့် chunga no le jam ka se ဒါကဘာပေါ်မှာငါကအကြီးဆုံးဖြစ်တဲ့ bible ti mi pakhat zong tap khat zong volei chunga lai lo က ti ဘာပေါ်မှာကျမ်းစာဟူတမျှတဝရွတ်တောင်မှမရှိရဘူးလို့ပြောတယ် khelo tian ko leng khang အဲ့ဒီလူနဲ့ကျမ်းစာဟူတမျှသူတို့ရှာတယ် kha မိ toy ရှို့ na တယ် gen arau hlana မကြမီမှာ empire ama pumpak bakathi အဲ့ဒီ empire ရှင်ဘုရင်ကြီးကဆုံးသွားတယ် volei chunga alian cham mi roman empire ai ro ကဘာပေါ်မှာအကြီးမားဆုံးဖြစ်တဲ့ယောမ empire ကြီးကြဆုံးသွားတယ် arau hlana zai da chang မကြမီပါဖြစ်လာလဲ roman empire ရောအဲ့ဒီယောမ empire မှာ bian bon phuan mi chu အဲ့ဒီမှာသူတို့ပြောလာတဲ့စကားက bible va kol ri u khang di u ti silo အဲ့ဒီကျမ်းစာကိုတွားရှာပြီးမှအကုန်လုံးမိရှုပါလို့မဟုတ်တော့ဘူး khri fa cho du sak na kan dong အဲ့ဒီမှာယုံကြည်သူဟူသမျှက du sak na kan dong priority ဥစားပေးခြင်းခံရတယ် ဟုတ်တယ် an dong ဥစားပေးခြင်းခံရတယ် chu cha chun အဲ့ဒါကြောင့် mi vial te ni siang parhang le chau za pi ni usa an pek mi chu ဒီလူတိုင်းနဲ့ရှင်ဘရင်ကဥစားပေးတဲ့အရာက chu ka chun lu an do အဲ့ဒီနေရာမှာသူတို့ဝင်ချင်တယ် an chung le khri fa silo mana သူတို့ရဲ့အထဲမှာယုံကြည်သူမဖြစ်ရင်တော့မှ chau za rian tha tuan dua သူတို့အစိုးရအလုပ်ကောင်းကောင်းလုပ်ချင်လို့ contact atha tha mu dua နောက်ပြီးမှ contact ကောင်းကောင်းရချင်လို့ khri fa ani siter အဲ့ဒါနဲ့သူတို့ခရိယန်ဝင်လာကြတယ် ngai man စဉ်းစားကြည့် bible cha kan rok di la ti tu empire kha ကျမ်းစာအုပ်ဒီအားလုံးကိုဖျက်ဆီးမယ်လို့ပြောတဲ့ empire ကြီးက arau hana andi lakten khri fa sit he
atu he krifan sidi အားလုံးကမကြာမီမှာပဲခရစ်ယာန်အစစ်ရောအတုရောဖြစ်လာကုန်ကြတယ် chu rong a chun အဲ့ဒီအချိန်မှာ zalon na ka umi လွတ်လပ်ချင်းရှိတယ် bible sa an huat tugen khang mi kha ကျမ်းစာကိုအယမ်းမုန်းပြီးမှမြည်ရှုခဲ့ atu တဲ့အ jo ရာ ka thiam bia sian tian upa tuk sang အဲ့အခုတော့ဒါဖခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဆိုပြီးမှအမျက်တနိုးသူတို့ထားတယ် setan ni rian tuan mi chu စာတန်ကဘာအလုပ်လုပ်တယ်လဲဆိုတော့ bible zegantila over respect ကျမ်းစာကို over လွန်ကျူးစွာဖြင့်သူတို့အမျက်တနိုးထားတယ်အလေး chu ထား cha တယ် chun roman catholic krifa buni အဲ့ဒါကြောင့်Roman Catholic အသင်းတော်က bible cha chu တမန်ကျမ်းစာသည် mi za pi ni relok silo လူအားလုံးကမဖတ်ရဘူးဖတ်မထောက်တည်ဘူး ni bishop ni rela ya khilfia na lai ပုပ်ကဖတ်မယ် Bishop ကဖတ်ပြီးမှရှင်းပြမယ် sei cha the chum be tham chau ka ဘာဖြစ်လို့လဲဆိုတော့ဗျာဒိတ်ချမ်းမှာ pathian bia pakhat na zuwa chun ဒီဖယားတကယ်ရဲ့နှုတ်ကပတ်တော်တစ်လုံး pathian ကို bia pakhat na chapa chun ဖြုတ်တယ်ဆိုရင်ထဲ့တယ်ဆိုရင် chiat na silai အမင်္ဂလာဖြစ်မယ် chu cha chun be pi to အဲ့ဒါကြောင့်အရာအရေးကြီးတယ် chu cha chun za pian rel tam na law အဲ့ဒါကြောင့်အားလုံးကိုသူတို့ကမဖတ်ခိုင်းဘူး tang boy polong nan rel ဒီ zip prohit တွေကပဲဖတ်တယ် chu setan ni over respect atu termin hase အဲ့ဒါကိုစာဒမာနကလွန်ကျူးစွာဖြင့်အလေးထားခြင်း chu cha chun william tender ten ha pol ni အဲ့ဒါကြောင့် William Tender တို့တွေက mi vial ten e bible chan ma ten ni rel oxi ti ruwa na kan nei လူတိုင်းကကျမ်းစာကိုဖတ်သင့်ပါတယ်ဆိုတဲ့အတွေ့အခေါ်သူတို့ရှိလေ bible chan print အဲ့ဒါကျမ်းစာကိုသူတို့ပုံနှိပ်တယ် mi za pian pek na နောက်ပြီးလူတိုင်းကိုသူတို့ပေးတယ် zai da chang ဘာဖြစ်လာတယ်လဲ roman catholic kri fa sibak ko mini Roman Catholic ယုံကြည်သူဖြစ်တဲ့သူကပင်လင် bible cha u pat tuk ruanga ကျမ်းစာကိုတအားအလေးထားလွန်းလို့ mi dang arel min ha အဲ့ဒီကျမ်းစာတခြားသူတွေဖတ်လာတယ်ဆိုရင် william tender ten ha bible print tu na let tu na kha William Tender တို့ဒီကျမ်းစာကိုပုံနှိပ်တဲ့သူတွေဘာသာပြန်တဲ့သူ an တွေကို tai na ye an tha na သူတို့ကိုဖမ်းပြီးမှတတ်တယ် william tender an tha la ya khan William Tender တတ်မဲ့အချိန်မှာ the famous final prayer of william tender ga အဲ့ဒီ William Tender ကသူတေခါနီးမှာဆုတောင်းတဲ့အရာတစ်ခုရှိတယ်အင်မတန်မှနာမည်ကြီးပါတယ် hiti te hen tha cham ဒီလိုသူဆုတောင်းခဲ့တယ် an tha chang lai သူတေတော့မှဖြစ်တယ် a tha cham mi chu သူဆုတောင်းတာက lord ကိုရောဖျား open the king of england's eye အင်္ဂလန်နိုင်ငံရဲ့ဘယင်ကြီးရဲ့မျက်စိကိုဖွင့်ပေးပါ boy pa england siang parang i amithi van outer ko အင်္ဂလန်ဘယင်ရဲ့မျက်စိကိုကိုရောဖွင့်ပေးပါ ti summit silo ဇာတိမျက်စိမဟုတ်ဘူး athrau mithi van outer ko သူ့ရဲ့ဝိညာဉ်မျက်စိကိုဖွင့်ပေးပါ william tender chan tha အဲ့ဒါနဲ့ William Tender ကတတ်ခံရတယ် arau lan baka atha cham na ka ting မကြာမီမှာပဲသူ့ရဲ့ဆုတောင်းကပြည့်တယ် england ramdi laka bible chan phot chang အင်္ဂလန်နိုင်ငံတစ်နိုင်ငံလုံးမှာကျမ်းစာကိုဝေတယ် khorwa har ngai se အင်မတန်မှအံ့ဩဖွယ်ရာဖြစ်တယ် chulan de baka chun အဲ့ဒီမတိုင်မီလေးမှာ queen mary one Queen Mary 1က bible cha england rama lai lo ti အင်္ဂလန်နိုင်ငံမှာကျမ်းစာအုပ်လုံးဝမရှိရဘူးလို့ပြောတယ် na le thar mi vial ten khang di lai te အဲ့လူမျိုးဘာသာပြန်တဲ့ဟာတွေအားလုံးကိုရှို့ရမယ်လို့ပြောတယ် chu cha chen khong song par john roser ten ha kharak thana အဲ့ဒါကြောင့်သူတို့ရဲ့ခေါင်းဆောင် John Roser လို့တွေကိုလည်းသူတတ်တာဖြစ်တယ် asina na raw hana zeida chang ဒါပေမဲ့မကြာမီမှာဘာဖြစ်လာတယ်လဲ amma queen mary one athi အဲ့ဒီ Queen Mary 1ကိုယ်တိုင်ကတည်တယ် mitam pi a hoi le zong thana နောက်ပြီးမှသူ့ရဲ့လုတ်ဖို့ဆောင်ဖက်မြောက်များစွာလည်းအသက်ခံရတယ် asina an english bible chu arau lan baka england ram khadi ဒါပေမဲ့အဲ့ဒီအင်္ဂလိပ်ကျမ်းစာအုပ်ကမကြာမီမှာပဲအင်္ဂလန်နိုင်ငံတစ်နိုင်ငံလုံးမှာပြန့်ပွားသွားတယ် ulenaw na ချစ်တော်မိတ်ဆွေ bible hi aral ni akhang kho
ဒီချမ်းစာကိုသူ့ရဲ့ယန်သူကမီးရှို့နိုင်တယ် Bible cha ok cho an rakhang ko ဒီချမ်းစာအုပ်ကိုလည်းသူတို့မီးရှို့ခဲ့ပါတယ် Asinan pathian bia che zai tik ban rakhang kho slo ဒါပေမဲ့ဖယားသခင်ရဲ့နှုတ်ကပတ်တော်ကိုတော့ဘယ်တော့မှရှို့လို့မရပါဘူး Thong thabia chim tu cho thong an thak kho ချမ်းတမန်တရားကိုဟောတဲ့ပုဂ္ဂိုလ်ကိုတော့ထောင်ချလို့ရတယ် Asinan pathian bia cho thong an thak kho balo ဒါပေမဲ့ဖယားသခင်ရဲ့နှုတ်ကပတ်တော်ကိုတော့ချုပ်နှောင်လို့မရဘူး biak in an khar kho ဖယားเจ้าကိုလည်းပိတ်လို့ရတယ် Asinan pathian biak in an khar kho nain pathian bia mi thin longa an khar biak kholo ချမ်းဖယားเจ้าကိုပိတ်လို့ရပေမဲ့ဖယားသခင်ရဲ့နှုတ်ကပတ်တော်ကိုတော့လူတွေရဲ့နှလုံးသားထဲမှာပိတ်လို့မရဘူး Chu si bo Jesu Christ ni အဲ့ဒါကိုပဲသခင်ယေရှုခရစ်တော်က van level zong herok kolai ကောင်းကင်နဲ့မြေကြီးမတည်တော်လဲ Asinain ka bia chu zong salam hun lai ငါစကားတည်လိမ့်မယ် Mathai angan kulalim he som thum la panga ရှင်မာသက်ခရစ်ဝင်ကျမ်းအခန်းကြီး24အပိုင်ငယ်35ဖြစ်တယ် Kha pathum na ka နောက်နံပါတ်3 Zai trukin da Bible hi thil ti kho na nei ဘလောက်အထိတမန်ကျမ်းစာကတကိုးရှိတယ်လဲ Zai trukin da minung chunga rian tuan kho ဘလောက်အထိလူတွေရဲ့အသက်တာပေါ်မှာအမှုပြုနိုင်တာလဲ Valei ni ကဘာက misual cha thong in nei ဒီလူဆိုးတွေအတွက်ထောင်ရှိတယ် Palikan nei ရဲရှိတယ် Ral ka ban nei စစ်တပ်တွေရှိတယ် Mi fear phun an theng kho balo ဒါပေမဲ့သူတို့အဲ့ဒီတခိုးကိုသူတို့ဘယ်တော့မှမပြောင်းလဲစေ Lai ဘူး non du nak thin longa nei mian theng kholo လူအသက်ကိုတတ်ချင်တဲ့နှလုံးသားကိုမပြောင်းစေနိုင်ဘူး Thong chung anum longa an tem kho na သူတို့ထောင်ချမှပဲသူတို့ကိုချင်အောင်လို့ရတယ် Thong in an van khan hai ထောင်ကနေလွတ်တဲ့အခါမှာ Thin longa theng kholo သူ့ရဲ့နှလုံးသားမပြောင်းလဲစေနိုင်ဘူး Asinain ဒါပေမဲ့ Zai bantuk misual man ဘယ်လောက်ပဲလူဆိုးဖြစ်နေပါစေ Thin longa theng kho tu cho သူအဲ့ဒီလူဆိုးရဲ့နှလုံးသားကိုပြောင်းလဲစေနိုင်တာကဘုရားရဲ့နှုတ်ကပတ်တော်ပဲဖြစ်ပါတယ် Ulanau na ချစ်တော်မိတ်ဆွေ Ken nak atua kho tu cho pathian bia long ပြောင်းလဲခြင်းကိုလုံနိုင်တာကဘုရားရဲ့နှုတ်ကပတ်တော်ပဲဖြစ်ပါတယ် Pathian bia te van thei bak nak zong minung an theng kho ဖယားသခင်ရဲ့နှုတ်ကပတ်တော်ကိုသိတာနဲ့လူရဲ့အသက်တာကပြောင်းလဲနိုင်တယ် Bible cha ni chu minung thin long long selo တမန်ကျမ်းစာကလူရဲ့နှလုံးသားပဲမဟုတ်ဘူး Bible cha ni hem valei chung di la ke cha ok viel te zong hi a influence na ကျမ်းစာကကဘာပေါ်မှာရှိသမျှသောစာအုပ်ဒီအားလုံးကိုလည်းလွှမ်းမိုးနေတာဖြစ်တယ် Valei chung a cha thial thiam an tam to ကဘာပေါ်မှာစာရေးဆရာကောင်းတွေမြောက်များစွာရှိတယ် Oi stimi kabia thial thiam mian tam to ကဗျာရေးနိုင်တဲ့သူတွေမြောက်များစွာရှိတယ် Scholar an tam to ဂျန်တပ်ပုဂ္ဂိုလ်တွေရှိတယ် Valei tuan bia viel te hien khoi tu than tam pi နောက်ပြီးမှကဘာသမိုင်းမှာလည်းခေါင်းဆောင်ကောင်းတွေမြောက်များစွာရှိတယ် Vial te kha ne amia pathiam bia ni influence to amina အဲ့ဒီလူပုဂ္ဂိုလ်တွေအားလုံးကိုဖယားသခင်ရဲ့နှုတ်ကပတ်တော်ကအနည်းနဲ့အများလွှမ်းမိုးထားတာ ni ဖြစ်တယ် tiang hi Bible cha ni ဒီကနေ့တမန်ကျမ်းစာက Valei chung literature viel te influence ကဘာပေါ်မှာရှိတဲ့စာပေကျမ်းကနေအားလုံးကိုလွှမ်းမိုးထားတယ် Education viel te influence ri ပညာရေးအားလုံးကိုလည်းလွှမ်းမိုးထားတယ် Music influence di music ကိုလည်းလွှမ်းမိုးထားတယ် Art and law influence ri နောက်ပြီးမှဥပဒေဒီပကြီးဒီအားလုံးကိုလည်းလွှမ်းမိုးထား Valei တယ် di lagi social thought here influence နောက် for ပြီးမှ social ဒီအားလုံးကိုလည်းနှုတ်ကပတ်တော်ကလွှမ်းမိုးထားတယ် Zai cha ဘာကြောင့်လဲ Pachau viel te na kin Bible cha here ro pui de ဒါစာအုပ်ဒီအားလုံးထက်တမန်ကျမ်းစာကတာ၍မြတ်တယ် Cha uk cho cha uk dang ni bom hao စာအုပ်ကတော့တခြားစာအုပ်ကပတ်ဖို့ဖို့ Bible လို့တယ် cha cho real chok lo cha uk dang ni akil kam ဒီတမန်ကျမ်းစာအုပ်ကိုကြတော့ဒီဖတ်လို့မကုန်နိုင်တဲ့တခြားစာအုပ်တွေကပတ်ဖို့ပေး Zai တာဖြစ် cha တယ် ti chan a Bible cha uk do thil ti kho na ne ဘာဖြစ်လို့လဲဆိုတော့ဒီတမန်ကျမ်းစာကိုယ်တိုင်ကတကိုးရှိနေလို့ဖြစ်တယ် Ni hin song a hin ule na na ဒီကနေ့မှလည်းချစ်တော်မိတ်ဆွေ Ni hin modern world kan ti mia hin ဒီကနေ့ modern ခေတ်မှာ Na nei mi cho smartphone တင်မှာရှိတာက smartphone တွေဖြစ်မယ် artificial intelligence AI တွေဖြစ်မယ် social media social media တွေဖြစ်မယ် science နောက်ပြီးမှသိပ္ပံအတတ်တွေ technology နောက်ပြီးမှဒီ technology တွေ ashinain ဒါပေမဲ့ the human heart still need God truth လူတွေရဲ့နှလုံးသားကဖယားသခင်ရဲ့
တမန်တရားကိုလိုအပ်နေစေပဲဖြစ်ပါတယ် You know na tha te ngai manu. လူငယ်တွေတေချာနားထောင်ပေးပါ Technology can tell us how to do many things. ဒီ technology ကဘာဘာတွေကိုလုပ်ရမယ်ဘယ်လိုလုပ်ရမလဲဆိုတာအများကြီးဖော်ပြပေးပါတယ် Ashinain ဒါပေမဲ့ Bible chani chun တမန်ကျမ်းစာကြတော့ why we are here. ဘာလို့ဒီမှာအသက်ရှင်ရတာလဲ Zai chada khakanum. ဘာဖြစ်လို့တင်အဲ့မှာရှိနေတာလဲ Zai chada hikakanum. ဘာဖြစ်လို့ဒီမှာရှိနေတာလဲ Chu Bible chana kan chimmi se. အဲ့ဒီအရာတွေကိုကျမ်းစာကသင်ပေးတယ် Bible na kan chimmi chu. ကျမ်းစာသင်ပေးတာက Who we are. ကျွန်တော်တို့ကဘယ်သူတွေလဲ Why we are going. ဘာဖြစ်လို့ဒီနေရာမှာကျွန်တော်သွားနေတာလဲ Technology ni akan chim khomi chu. technology ပြောပြတာက Na thiam lo mi te tu apiak se. တင်မတိမလုတ်တတ်တဲ့အရာကို तू လုတ်ပေးမယ် Ma chu pin chu tu kholo. အဲ့ဒီအပြင် तू မလုတ်ပေးနိုင်တော့ဘူး Bible cha tu ni chun. ကျမ်းစာကြတော့ Zai chada hikanum. ဘာဖြစ်လို့တင်ဒီမှာရှိနေတာလဲ Ahoda na si. တင်ကဘယ်သူလဲ Ahoda na raksi. ဘယ်တင်ကဘာဖြစ်ခဲ့ဘူးလားလဲ Ahoda na si te lai. ဘာတင်ကဘာဖြစ်လာအောင်မလဲ Anua zai da na si lai. နောက်မှာဘာဖြစ်လာမှာလဲ Khavial ten chim kho tu chu Bible cha. အဲ့ဒီအရာတွေအားလုံးကိုပေါ်ပြပေးနိုင်တာကနှုတ်ကပတ်တော်ပဲဖြစ်ပါတယ် Google can give information. ကျွန်တော်တို့ Google က information တွေအများကြီးပေးပါတယ် Asinain Bible long ni film nak tak chan pek. ဒါပေမဲ့စစ်မှန်တဲ့ဉာဏ်ပညာကိုတော့နှုတ်ကပတ်တော်ကပဲပေးပါတယ် Education give knowledge. ပညာရေးကအတိတရားတွေကိုပေးတယ် The Bible give truth. ဒါပေမဲ့ကျမ်းစာကတမန်တရားကိုပေးတယ် Money may give you comfort. ဒီငွေရေးကြေးကတင့်ကိုတက်တောက်တက်တာတဲ့အသက်တောက်ပေးမယ် The Bible give you eternal hope. ဒါပေမဲ့တမန်ကျမ်းစာကထာဝရမျှော်လင့်ခြင်းကိုပေးမယ် Chu cha chu nu le nam အဲ့ na. ဒါကြောင့်ချစ်တော်မိတ်ဆွေ He here chana si pathian ni tiel bagen an pek. အဲ့ဒါကြောင့်ဖယားသခင်ကသူ့ရဲ့နှုတ်ကပတ်တော်ကိုရေးပြီးမှပေးထားတာဖြစ်တယ် Abe pi tung mi be hal nak cho. အဲ့ဒီမှာအရေးကြီးတဲ့မိခွန်းက How many Bible do you have dear silaw? ကျမ်းစာအုပ်ပဲနှုတ်အုပ်ရှိတယ်လေဆိုတာမဟုတ် Bible ဘူး cha uk zai za dan ni na o masilaw. တင်းရဲ့အိမ်မှာကျမ်းစာအုပ်ပဲနှုတ်အုပ်ရှိတယ်လေဆိုတာအရေး Abe မ pi ကြီးဘူး tung mi be hal nak cho. အရေးကြီးတဲ့မိခွန်းက How much of the Bible has entered my heart and changed my life? ကျွန်တော်ကျမရဲ့အသက်တာထဲမှာဖယားသခင်ရဲ့နှုတ်ကပတ်တော်ကဘလောက်အထိဝန်ဆန့်ပြီးမှကိုယ့်ရဲ့တက်တာကိုဘလောက်အထိပြောင်းလဲမှုပေးတယ်လဲဆိုတာကအရေးကြီးပါတယ် Bible cha uk kan chung khar pakat chiao kan nei abe pi lo. ကျွန်တော်တို့မိသားစုမှာတူးချင်းစမှာချမ်းစာအုပ်ရှိတယ်ဆိုအရေးမကြီးဘူး Kan vap cha nga kan bi suwa tam pi kan nei ab silaw. ကျွန်တော်တို့ BU ထဲမှာလည်းအများကြီးရှိတယ်ဆိုအဓိကမချဘူး Abe pi mi cho. အရေးကြီးတာက Kanun na ka hin zai tukin da rian tuan ti kase. ကျွန်တော်ကျမရဲ့အသက်တာမှာအဲ့ဒီနှုတ်ကပတ်တော်ကဘလောက်အလုံးလုံးတယ်လဲဆိုတာအရေးကြီး Bible တယ် cha tam pi nei i rel lawin kho se ko. ကျမ်းစာအုပ်အများကြီးပိုင်ပြီးမှမဖတ်ဘဲနေလို့ရတယ် Bible biakin kan kala Bible te bani puti zai tik man rel lo kho se ko. ဖယားကြောင်းတော်ပြီးမှကျမ်းစာအုပ်တော်ကင်ပြီးမဲ့ဘယ်တော့မှမဖတ်ဘဲနဲ့နေလို့ရတယ် Asinan pathian ni tu jing chanan du piak mi. ဒါပေမဲ့ဒီကနေ့မနေ့ဖယားသခင်တင်တို့ရဲ့တက်တာမှာအလိုရှိတာက Achim long silo an tiel piak chani. သူပြောယုံပဲမဟုတ်ပဲနဲ့ရေးတော်ရေး Na ပြီးတဲ့အကြောင်း really အရင်း nanun က na ka na manok san du piak mi ဖတ်ပြီး se. မှလက်တွေ့အသုံးချဖို့ဖယားကအလိုရှိလို့ဖြစ်တယ် Chu cha chun rel ko အဲ့ဒါကြောင့်ကျမ်းစာအုပ်ကိုဖတ်ပါ zoom ko ယုံကြည်ပါ pathian bian nung ko. နောက်ပြီးမှနှုတ်ကပတ်တော်အတိုင်းအသက်ရှင်ပါ Tu chuni ဒီကနေ့ဒီ kum thong ni le kum ko le kum ruk chian sa ro myat ne ase. 2026ကျမ်းစာတော်မြတ်နေ့ဖြစ်ပါတယ် Chu cha chun အဲ့ဒါကြောင့် Bible cha uk hi တမန်ကျမ်းစာအုပ်ဒီ cha uk men celebrating kan tu ani silo. ဒီယူစာအုပ်ကိုကျွန်တော်တို့ချီးမွမ်းနေတာ celebrate လုပ်နေတာမဟုတ်ဘူး Pathian bia anung mi celebrating kan tu leo se. အသက်ရှင်တဲ့ဖယားသခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့က Siyang ပွဲလုပ် bahang ni ပေးနေတာ Rogarak ဖြစ်တယ် Siyang prang ni rogarak tim. ဘယင်တွေကဖျက်ဆီးဖို့စ조사ခဲ့တယ် Empire ni rogatim. empire ကဖျက်ဆီးဖို့စ조사ခဲ့တယ် Kay bisu kazu mati mi song ni rogan tim. နောက်ပြီးမှတခြားယုံကြည်သူ
ဒါကလည်းဖြက်စီးဖို့ကြိုးစားတယ် อาชินันรอกขอเชลา ဒါပေမဲ့ဖြက်စီးလို့မရ นา ဘူး จ้าตางมีเซ တင်းအသက်တာအတွက်ကြံနေတာဖြစ်တယ် จุนาจ้าเซ အဲ့ဒါတင်းအတွက်ဖြစ်တယ် นาเรลีนานุนานามันออกจ้าเซ တင်းဖတ်ပြီးမှအသက်တာမှာလက်တွေ့အသုံးချဖို့ဖြစ်တယ် ใจจ้า ဘာကြောင့်လဲ van level ไอชัวรอกไลน์นาย ကောင်းကင်နဲ့မြေကြီးပျက်စီးလိမ့်မယ် เกยกะเบียจุงซาลมุน ငါဤနှုတ်ကပတ်တော်သည်အစဉ်မြဲတည်မြဲ ไบเบิลจ้าฮี တမန်ကျမ်းစာအုပ်သည် อลวนเจียตวนเบจ้าอกเชลา အလွန်ခဲ့တဲ့အချိန်တုန်းကတမိုင်းအကြောင်းရင်းတွေမဟုတ်ပါဘူး อลวนเจียอิน အလွန်ခဲ့တဲ့အချိန်ကနဲ့ จงซาลเตียงนำไฮเลยเวียลเตอชิมตัวเซ ရှိသာဝရအနာဂတ်ที่ပေါ်ပြပေးတဲ့နှုတ်ကပတ်တော်ဖြစ်တယ် จูซาเชนเรล အဲ့ဒါကြောင့်ဖတ်ပါ zoom ယုံကြည်ပါ อามาคันนง အဲ့ဒီနှုတ်ကပတ်တော်အတိုင်းအသက်ရှင်ပါ มีดังซา sharing ตัวคนหา သူတပါအတွက်လည်းအသက်ရှင်ပါ กันซาพี่จ้าประเทศนี้เขาชวนนากันเปียกเปียกเขาเส အားလုံးအတွက်ဖယားရှင်တည်တပံကောင်းချီးပေးပါစေ